သက်73နှစ်အရွယ်ကောင်လေးတူဟာသူ့ရဲ့ဘာသာရေးဆရာကတနေ့မှရိုက်ပုတ်နှင်ထုတ်လိုက်တယ်။အဲ့ဒီဘာသာရေးခေါင်းဆောင်ကသူ့ကိုပြစ်ပယ်ထားပြီးအဆက်အသွယ်မလုပ်ရန်သူ့မိသားစုနဲ့အတူလူတွေကိုအမိန့်ထုတ်လိုက်တယ်။အာဘဒူရဲ့ပြစ်ဟာသူသိကျင်တဲ့ဖျားသခင်အကြောင်းကိုမေးခွန်းများစွာမေးခဲ့ခြင်းသာဖြစ်တယ်။အထီးကျန်ပြီးဖော်မဲ့နေတဲ့သူဟာအသက်ရှင်လို့တဲ့စိတ်ကုန်ခန်းသွားခဲ့တယ်။သူဟာဘဝမှာနောက်ဆုံးသောနေ့ရက်ပဲလို့တတ်မှတ်ခဲ့ပေမဲ့သူ့ရဲ့ခရီးစဉ်ဟာအဲ့ဒီနေ့မှာပဲစိတ်လှုပ်ရှားစရာနေ့ရက်များအဖြစ်အစပြုလာခဲ့တယ်။ပူပြင်းတဲ့မေလရဲ့နေ့တစ်နေ့လယ်ပိုင်းမှာကျွန်တော်ကအိမ်ပြန်လာတယ်။အပူချိန်ကတော့100 ဒီဂရီလောက်ရှိနေတယ်။ကျွန်တော်ကရှေ့ကိုလှမ်းကြည့်လိုက်တဲ့အခါမှာဘတ်စကားဂိတ်ဘက်ကိုသွားနေတဲ့လူငယ်တယောက်ကိုတွေ့လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလည်းအဲ့ဒီဘက်ကနေဖြတ်သွားမယ်ဆိုတော့ဒါနဲ့ကျွန်တော်ကစိုက်ကားသမားကိုပြောလိုက်တယ်။ခဏရက်ပြီးတော့ဒီလူငယ်လေးကိုတင်ခေါ်ရအောင်လို့ကျွန်တော်ပြောလိုက်ပါတယ်။စိုက်ကဟာသွားနေတဲ့အချိန်မှာသူ့ကိုကျွန်တော်စကားပြောလိုက်ပါတယ်။ပြီးတော့သူကကျွန်တော်ကိုစကားကောင်းကောင်းပြန်ပြောတယ်။သိတယ်မဟုတ်လား။ကျွန်တော်ဘယ်လိုခံစားနေရလဲ။ဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှကျွန်တော်ကိုစကားမပြောကြတဲ့အပေကံဘွားဖြစ်နေလို့ပေါ့။ကျွန်တော်တွေးနေတယ်ဒီလူကဘာကြောင့်ကျွန်တော်ကိုဒီလောက်ကောင်းနေရတာလဲ။သူဟာကောင်းမြင်တမန်များလား။ကျွန်တော်စိုက်ကားပေါ်မှာထိုင်နေတဲ့အချိန်မှာဒီလူဟာလူသားတယောက်ဟုတ်မဟုတ်သူ့ကိုလက်နဲ့တို့ပြီးကျွန်တော်စမ်းသပ်လိုက်တယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာမိတ်ဆွေရင်းနေဖြစ်သွားတယ်အဲ့ဒီဆရာကအာဘဒူကိုကျမ်းစာတုပ်ပေးခဲ့တယ်ညတိုင်းမှာသူဟာနှုတ်ကပတ်တော်ကိုကြိုးစားပြီးလေ့လာဖတ်ရှုခဲ့တယ်နောက်ဆုံးမှာယေရှုခရစ်တော်အားဖြင့်လက်ခံရရှိတဲ့ကယ်တင်ခြင်းကိုဘုရားခင်ထံမှလက်ခံရရှိခဲ့တယ်အာဘဒူဟာခရစ်ယာန်တယောက်ဖြစ်လာပြီးတဲ့နောက်သူ့ရဲ့မိသားစုထံမှဒီအကြောင်းများကိုတွားရောက်ဝင်ငှခဲ့တယ်သူ့ရဲ့ဖခင်နဲ့ညီကိုများဟာအခြားသူများကဲ့သို့အမျက်ဒေါသထွက်ခဲ့ကြတယ်သူ့ကိုအိမ်ပြင်တို့နှင်ထုတ်လိုက်ကြတယ်သူ့ဖခင်ကအခြားသူများနဲ့အတူအာဘဒူကိုရိုက်နှက်ခဲ့ကြတယ်အဲ့ဒီအကြောင်းကြောင့်သူဟာအိမ်ကိုစွန့်ခွာခဲ့ရတယ်သူဟာအဝေးမှာနှစ်ပေါင်းများစွာနေပြီးနောက်သူ့ဇာတိရွာသို့ပြန်သွားဖို့ဘုရားခင်ထံမှနှုတ်ကပတ်တော်ရရှိခဲ့တယ်သူ့မိဘများကသူ့ကိုလက်ခံတဲကိုမပြုခဲ့တဲ့အတွက်အာဘဒူဟာသူ့တငယ်ချင်းနဲ့အတူနေထိုင်ရန်သွားခဲ့တယ်အဲ့ဒီနောက်ညစဉ်ညတိုင်းကျွန်တော်တငယ်ချင်းကိုတမ္မာကျမ်းစာအကြောင်းဝေငှသွန်သင်ခဲ့တယ်ညတိုင်းနော်3 လအချိန်အတွင်းမှာကြီးမားတဲ့ပြောင်းလဲမှုဖြစ်လာတယ်သူဟာယေရှုခရစ်တော်ကိုလက်ခံဖို့ရန်ဆင်သင့်ဖြစ်နေပြီဆိုလိုတာကနှစ်ချင်းခံဖို့အခြေအနေပေါ့အဲ့ဒီနောက်သူ့ရဲ့မိဘတွေတည်သွားတယ်အဲကြောင့်ကျွန်တော်ကိုဒေါသအမျက်နဲ့တုံ့ပြန်ကြတယ်အဲ့ဒီနေ့လယ်မှာသူတို့ဟာကျွန်တော်ကိုအုပ်စုလိုက်လေကွင်းပြင်ကိုဆွဲထုတ်သွားကြတယ်ကျွန်တော်ရဲ့လက်တွေကိုကြိုးတွေနဲ့ခြိထားတယ်သူတို့ကကျွန်တော်ကိုယေရှုအကြောင်းကိုမေးကြတယ်တချို့လူတွေကကျွန်တော်ကိုခြေထောက်နဲ့ကန်ကြတယ်တချို့ကလက်သီးနဲ့ထိုးကြတယ်တချို့ကဇရွေးနဲ့ထွေးကြတယ်ကျွန်တော်ကောင်းကိုဇရွေးနဲ့ထွေးတယ်ကျွန်တော်တကိုယ်လုံးကိုလည်းဇရွေးတွေနဲ့ထွေးကြတယ်ယေရှုဟာကားတိုင်းပေါ်မှာပြောခဲ့တယ်အဖာသူတို့အပြစ်ကိုလွတ်တော်မူပါသူတို့ဘာလုပ်နေကြတယ်ဆိုတာသူတို့မသိကြပါဘူးကျွန်တော်ရဲ့ယူပါယုံမှာလည်းအလားတူပါပဲဘာကြောင့်လဲဆိုတော့သူတို့ဘာလုပ်နေတယ်ဆိုတာသူတို့မသိဘူးလေကျွန်တော်သူတို့အတွက်ဆုတောင်းလိုက်တယ်အဖာသူတို့ကိုနားလည်လာဖို့ကူညီမဆတော်မူပါသူတို့ကိုကယ်တင်တော်မူပြီးဖွင့်လှစ်တော်မူပါအဲ့ဒီလိုကျွန်တော်ဆုတောင်းလိုက်တယ်တေကန်ကြီးဆက်ဆက်ချိန်မှာအစ်စ်ပြောင်းလဲလာတဲ့သူ့တငယ်ချင်းကလာပြီးသူ့ကိုကူညီခဲ့တယ်အဲ့ဒီနောက်မှာအာဘဒူရဲ့ဒုက္ခဝေဒနာများကိုမြင်တွေ့ခံစားပေမဲ့သူဟာနှစ်ချင်းခံဖို့တောင်းဆိုလာခဲ့တယ်နောက်တနေ့မနက်9 နာရီလောက်မှာရေကန်တကန်မှာကျွန်တော်သူ့ကိုနှစ်ချင်းပေးလိုက်တယ်နှစ်ချင်းပေးပြီးတဲ့နောက်ကျွန်တော်ကျေးဇူးတော်ချီးမွမ်းလိုက်တယ်ကျေးဇူးတော်ချီးမွမ်းပါတယ်အဖကျေးဇူးတင်ပါတယ်မနေ့ကနေ့လယ်မှာဒီရွာမှာကျွန်တော်အရိုက်နဲ့ခံခဲ့ရတယ်မနေ့ကခရစ်ယာန်ဆိုလို့ကျွန်တော်တယောက်တည်းပဲရှိတယ်ကျွန်တော်တယောက်တည်းပဲနော်ဒါပေမဲ့ဒီနေ့မှာတော့2 ယောက်ဖြစ်လာခဲ့တယ်မနှက်ဖြန်မှာဆို200ဖြစ်လိမ့်မယ်အဲ့ဒီနောက်မှာတော့2000လည်းဖြစ်လာနိုင်တယ်ဘုရားသခင်အလိုတော်ရှိခဲ့ရင်ပေါ့ဘုရားသခင်ကျွန်တော်ရဲ့ဆုတောင်းတန်ကိုနားညောင်းခဲ့အဲ့ဒီနေ့ကကျွန်တော်ရဲ့ဆုတောင်းတန်ကိုသူကြားခဲ့တယ်ဒီနေ့ဒီရွာမှာယုံကြည်သူ1600ကျော်ရှိနေပြီကျွန်တော်ကိုတရွေးနဲ့ထွေးခဲ့တဲ့သူတွေ
ကျွန်တော်ကိုရိုက်ခဲ့တဲ့သူတွေဟာအခုယုံကြည်သူတွေဖြစ်လာကြပြီ အဗ်ဒူနဲ့အတူယုံကြည်သူတွေရဲ့လှုပ်ရှားမှုအဖြစ်လူပေါင်း2,800,000 ကျော်ကိုခရစ်တော်ထံပို့ဆောင်ခဲ့ပြီးတော့နှစ်ချင်းမင်္ဂလာပေးခဲ့ကြပါတယ်။နေရာပေါင်း3,000 ကျော်လောက်မှာနှုတ်ဘတ်တော်ဝေငှခြင်းနှုတ်ဘတ်တော်သင်ကြားခြင်းတွေပြုလုပ်နေကြပြီ။ကျမ်းစာတွေလည်းဖတ်နေကြပြီ။ဒီနေ့မှာလူတိုင်းဟာဘုရားသခင်ရဲ့တည်င်းကောင်းကိုထိတွေ့ခံစားပြီးတော့ဒီနိုင်ငံမှာဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းကြလိမ့်မယ်။ဒီຢာတွေကလွန်ခဲ့တဲ့နှစ်တော်ကြာကစိုက်ကားတစ်စီးပေါ်မှာစာပြုခဲ့ခြင်းကနေစပါတယ်ကျွန်တော်ဓမ္မသချင်းတစ်ပုဒ်ထဲကစာသားလေးကိုသတိရမိပါတယ်ဘုရားသခင်ဤချစ်ချင်းမေတ္တာအားဖြင့်ကောင်းငင်နိုင်ငံတော်တည်မည်ဆိုတဲ့စာသားလေးဖြစ်ပါတယ် ပေးငယ်တဲ့စပြုမှုကနေကြီးမားတဲ့နမိတ်လက္ခဏာကြီးကိုမြင်တွေ့ခဲ့ရတယ်လူနှစ်ယောက်ရဲ့တာမန်တွေ့ဆုံမှုဟာလောကမြေပြင်ဖြစ်ပေမဲ့ကောင်းကင်ခရီးတစ်ခုရဲ့အစဖြစ်လာခဲ့တဲ့